ကျွန်တော်ညီကိုတွေလာလာမင်းနေကြလို့ကျွန်တော်တို့ ADV နဲ့ PC ဆိုရင်ဘယ်တစ်စီးကပိုကောင်းလဲဆိုတော့မင်းနေကြညီကိုတွေအတွက်ကိုကျွန်တော်လိုက်ပြောပြပေးပါမယ်ကျွန်တော်တို့ PC နဲ့ ADV မှာဆိုရင်ကျွန်တော်တို့ဒါပုံစံအနေထားတော့မတူဘူးပေါ့နော်ကျွန်တော်အသုံးပြုရမယ်အသုံးပြုမှုအနေထားတော့မတူပါဘူးဒါပေမဲ့မတူတဲ့နှစ်စီးကိုကျွန်တော်လိုက် engine power 160တူတဲ့အတွက်ကြောင့်မလို့ကျွန်တော်နှိုင်းချင်ပြပါမယ် okay ရင်တော့ brake တွေကြည့်မယ်နော် brake တွေဆိုရင်ကျွန်တော်တို့ shift brake တွေအားလုံးမှာကျွန်တော်နှစ်စီးစလုံးမှာ ABS brake တွေပါပါတယ် okay ပြီးသွားပြီဆိုကျွန်တော်တိုင်ခွက်ဆိုရင်ကျွန်တော်နှစ်စီးစလုံးရဲ့တိုင်ခွက်ကအခုလိုမျိုးကျွန်တော်တို့digital တိုင်ဝက်ပေါ့နော်ညီကိုတွေ digital တိုင်ဝက်ဖြစ်တိုင်းလဲကျွန်တော်တို့ဒါကဖုန်းနဲ့ချိတ်လို့မရအောင်နော်ညီကိုနော်ဖုန်းနဲ့ချိတ်လို့ရတာဒါ PC ထဲမှာဆိုရင်ဖုန်းနဲ့ချိတ်လို့ရတဲ့တစည်းရှိပါတယ်တစည်းမဟုတ်ဘာချင်းတစ်မျိုးရှိရပေါ့နော်သူကတော့ဈေးနဲ့ပို့တယ်ဟုတ်ပြီနော်ဒါရိုးရိုး digital တိုင်ဝက်တွေပါသူလဲရိုးရိုးပါပဲဖုန်းနဲ့တော့ချိတ်လို့မရအောင်နော်ညီကိုနော် okay ပြီးသွားပြီဆိုရင်ကျွန်တော် ADV မှာအားသာချက်တစ်ခုရှိရနော်အားလေးလေးတော့လိုက်ပြမယ်ဒါပါလဲဆိုနောက်ဘက် fault နောက်ဘက် fault က ADV မှာဆိုရင်အခုလိုမျိုးကျွန်တော် Showa ကထုတ်ထားတဲ့ကျွန်တော် fault brand နဲ့လာရပေါ့နော် okay ဒါအပြင်မှာဝယ်မဲ့ဆိုရင် fault တစ်ချောင်းကြည့်ပဲကိုအများကြီးဈေးပေးရတယ်ပြီးစိမ့်မှာကြာအဲ့လိုမဟုတ်ပြီးစိမ့်မှာကြာကျွန်တော်ရိုးရိုးကုမ္ပဏီကထုတ်ထားတဲ့ fault ကိုပဲကျွန်တော်တက်ဆင်ပေးထားတယ်ဟုတ်ပြီနော်ဆိုတော့ ADV မှာဘာဖြစ်လို့ကိုလို fault brand ကိုထည့်ပေးထားလဲဆိုရင်ညီကိုတွေတိကျမယ်ထင်တယ်နော် line ပေါ်မှာဆိုရင် ADV ဆိုရင်ကျွန်တော်နောက်ပုံးတွေဘေးပုံးတွေထည့်ပြီးတော့ကျွန်တော် key weight တွေသွားကြတယ်ဆိုတော့အဲ့လိုမျိုး weight တွေပါတင်နိုင်မှုအတွက်ကိုခဏရင်အားရှိအောင်ဆိုပြီးကောင်းတဲ့ fault ကိုထည့်ပေးတာဖြစ်ပါတယ် okay သူ့မှာဆိုလဲကျွန်တော် engine ဘလိုမျိုးကျွန်တော် engine တွေအေးပေးတဲ့เนาะ okay engine A base နဲ့တွေပါမယ်ပြီးစိမ့်မှာလည်း engine A base နဲ့တွေပါမယ်เนาะဒါကတော့တူတူပဲเนาะအားသာချက်က ADV မှာ fault လေးအားသာသွားမယ်ကျန်တဲ့ digital တိုင်ဝက်ဖြစ်တာတော့နှစ်ခုသုံးဖြစ်တယ်မီဒီယာလည်းအကုန်လုံး LED မီဒီပဲဟုတ်ပြီเนาะ okay ဈေးတန်းနဲ့ကျွန်တော်ပြောပြမယ်ဈေးတန်းမှာကြတော့ကျွန်တော်တို့ ADV ဆိုရင်ဘတ်ငွေ3သိန်းနဲ့1000ဝန်းကျင်လောက်ပဲရှိတယ်ဒီ PC ဆိုရင်ကျွန်တော်ဘတ်ငွေ3သိန်း1000 8000ဝန်းကျင်လောက်ရှိတယ်ဆိုတော့8000ဝန်းကျင်လောက်ကိုကျွန်တော် PC ကဈေးများတယ်ဒါပေမဲ့ ADV ကဈေးနည်းတယ်ဆိုပေမဲ့လည်း PC တက်ကိုသူကခုနပြောလဲဖောက်မှာကျွန်တော်အားသာချက်တွေအများကြီးရှိပါတယ်เนาะ okay เนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော်ညီကိုတွေဒီလောက်ဆိုရင်ဂဂနနရှင်းလင်းသိပြီထင်တယ်เนาะ okay PC ကတော့ဈေးပိုပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ fault system မှာကျတော့ ADV လောက်တော့မကောင်းပါဘူးเนาะ okay ဒါကြအခုလိုမျိုးကျွန်တော်တို့ PC တွေ ADV တွေအားပေးရှင်တယ်ဆိုတော့ကျွန်တော်စီမှာအသေးသေးစုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ